ရောင်းလဲလေးကြောက်ဘယ်လိုယူလဲမမဆင်နဲ့အယောင်လဲလေးတွေကလေမမတို့ပလဲဝယ်ပြီးတော့မဆုံးတဲ့ဆိုင်ကမမစစ်တို့ဟိန်းတတိပလဲရတနာဆိုင်ပါနော်အယောင်လဲလေးကြောက်တော့မမစစ်ပြောပြမယ်အသေးချာလေးဒီလိုမျိုးဆွေးပါတဲ့ပစ္စည်းလေးတွေပေါ့နော်ဆွေလေးနဲ့လောက်ထားတယ်ဆွေးပါတဲ့အထည်လေးတွေဆွေးတွေစိတ်တွေနဲ့လောက်ထားတယ်အဲ့ဒီမမကကြောက်တော့ပလဲဆွဲတီးလေးဟိုနေရာမစစ်ဗီဒီယိုမှာပြထားတယ်ဆွဲတီးလေးစိတ်ဝင်စားတယ်ကြောက်တော့ဒီလိုမျိုးဆွေးပါတဲ့အထည်လေးတွေအကုန်လောက်ကြတော့အယောင်အလဲလေးတွေအားဆိုကြတော့လဲမဲဆိုရင်တာဖုံးကြီးနဲ့လဲမဲဆို0ရခိုင်နှုန်းပဲရောင်းမဲဆိုမှအဲ့ရခိုင်နှုန်းပဲဆုံးမယ်တကယ်လို့ကိုကကြတော့ဝတ်ထားပြီးတော့မဆုံးချင်ဘူးဆိုရင်တော့မစစ်တော့ကနနီနာအထိဆိုရင်တော့အမြဆောက်မှာပေးပြီပေါ့နော်နနီနာအထိဆိုရင်တော့2ရခိုင်နှုန်း3နှစ်ဆို3ရခိုင်နှုန်း4နှစ်ဆို4ရခိုင်နှုန်း5နှစ်ဆို5ရခိုင်နှုန်းပါဒီလိုဆွေးပါတဲ့အထည်တွေအကုန်လုံးပေါ့နော်ဒီလိုဆွေးပါတဲ့အထည်တွေအကုန်လုံးတာဖုံးကြီးနဲ့လဲမဲ့ဆို0ရခိုင်နှုန်းရောင်းမဲ့ဆိုမှအဲ့ရခိုင်နှုန်းပဲကြပါမယ်တကယ်တော့ကိုကကြတော့မဆင်တို့စီမှာအယောင်နဲ့လုံးလို့မရတာနှမျိုးရှိပါတယ်ပလဲအလော့တွေရဲ့ဒီလိုမျိုးပလဲအလော့ loose ပါတွေရဲ့နောက်ပြီးတော့အနောက်မှာကောက်ထားတဲ့ပလဲဖောက်တီကတော်ကျိုးလေးရဲ့အဲ့ဒါလေးကကြတော့အယောင်လဲမရပါဘူးဘလို့ဟာမျိုးအယောင်လဲရတယ်ဆိုတော့ဒီလိုမျိုးဆွေးပါတဲ့ဆွေချားကျိုးလေးတွေအယောင်လဲအကုန်ရပါတယ်နော်ကိုကကြတော့အယောင်လဲလေးလှုပ်ချင်တယ်ဆိုရင်အယောင်လဲလေးပေါ့နော်လှုပ်ချင်တယ်နောက်ပြီးတော့ပစ္စည်းဒီဇိုင်းလေးတွေလည်းမကြက်ကနာချိန်ပြီးဝတ်ချင်လို့ရှိရတော့ဆွေးပါတဲ့ဆွဲချိုးလေးတွေဆွေးပါတဲ့ပစ္စည်းလေးတွေနဲ့လောက်ထားတဲ့ဟာလေးတွေကိုဝဲပါငွေလိုတဲ့ကအချိန်မျိုးအယောင်လဲလုပ်လို့ရပါတယ်နော်အယောင်လဲမရတာဒီနှစ်မျိုးပါပလဲအလို့ရပလဲဖောက်တီကျိုးရပါနော်ကဲအယောင်လဲလေးမေးထားတဲ့မမဆွဲတီးလေးကြိုက်လို့ရှိရတော့တန်ခုံးနည်းနဲ့လဲမဆို0ရောင်းမယ်ဆိုမှအဲ့ရခိုင်လို့ပဲစီးတာမို့လို့မဆစ်တို့ရဲ့ဘိုင်ဘောက်ဖောက်တုံနဲ့ကို930မှာဆွဲပြီးပုံလေး asset လေးကြိုက်ပြီးလာဝယ်လို့ရပါပြီเนาะအယောင်လည်းပဲစိတ်မပူနဲ့เนาะလူတိုင်းပလဲဝတ်နိုင်အောင်မဆစ်ကထောက်လောက်ထားပေးရပေါ့เนาะကဲမမ